အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့သက်သေမချအောင်ဖျောက်ဖျက်နိုင်ခဲ့ပေမဲ့တာမန်ချင်းတစ်ခေါင်ကြောင့်ထောင်နှန်းဆန်လက်ရတဲ့သူခိုးတစ်ယောက်ရဲ့ထူးထူးဆန်းဆန်းထိရက်နိုင်အကြောင်းကိုတင်ဆက်ပေးသွားမှာပါ2022ခုနှစ်တရုတ်နိုင်ငံဖူးကျန်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့အိမ်ဖောက်ထွင်းမှုတစ်ခုမှာတကူဟာလက်ပွေတွေခြေရာတွေကိုစနစ်တကျဖျောက်ဖျက်သွားခဲ့ပြီမဲ့အိမ်နီရန်ပေါ်မှာကက်နေရဲ့သွေးကွက်လေးတစ်ခုကိုတော့တတိမထားမိခဲ့ပါဘူးရဲတပ်ဖွဲ့ဝင်တွေဟာအချို့ပေါသွေးကွက်ကို DNA စစ်ဆေးခဲ့ရာကနေတဆင့်ပြတ်မှုကျူးလွန်သူဟာနာမည်ပြတ်ရှိပြီးသားရာဇဝတ်ကောင်ချိုင်းဆိုသူဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့ပြီးချင်းတကောင်ရဲ့အကူအနေနဲ့တရက်ခန့်ကိုအမိအယဖမ်းဆီးနိုင်ခဲ့တာပဲဖြစ်ပါတယ်။အစစ်မြစ်နည်းပညာနဲ့တဘာဝတရားကဘလို့ပေါင်းဆက်ပြီးတရက်ခန့်ကိုဖော်ထုတ်ခဲ့တယ်လဲဆိုတာကိုဗီဒီယိုထဲမှာအသေးစိတ်လေ့လာကြည့်လိုက်ရအောင်ပါ။ပြည်ပြင်းစုံနဲ့ရာဇဝတ်မှုဆိုတာတကယ်ပဲရှိနိုင်ပလားဆိုတဲ့မေးခွန်းဟာစုံတော့ဝတ္ထုတွေနဲ့လျှို့ရှင်တွေထဲမှာအမြဲတမ်းလူပြောများတဲ့အကြောင်းအရာတစ်ခုပါရာဇဝတ်ကောင်တော်တော်များများဟာသူတို့ရဲ့ပြစ်မှုတွေကိုဘယ်သူမှမရိပ်မိအောင်ဘလို့သေးလုံစားမှမကြန့်အောင်အစီအစဉ်တကျပြင်ဆင်တတ်ကြပါတယ်လက်ပွေတွေကိုဖျောက်တယ် CCTV တွေကိုရှောင်တယ်တပ်တွေတွေကိုဖျက်ဆီးပစ်ကြပါတယ်ဒါပေမဲ့ကန်ကြမားရဲ့အလှည့်ပြောင်းကဘလောက်တောင်စမ်းကြဲတယ်လေဆိုရင်လူသားတွေမမြင်နိုင်တဲ့ဒါမှမဟုတ်ဂယုမဆိုင်မိတဲ့တဘာဝတရားရဲ့ခင်းငယ်တဲ့အစိတ်ပိုင်းလေးတစ်ခုကနေအမှန်တရားဟာပေါ်ထွက်လာတတ်ပါတယ်2022ခုနှစ်ဇွန်လရဲ့ပိုပြင်းတဲ့နေ့တနေ့မှာဖူတိုမီကလူနေတိုက်ခန်းတစ်ခုမှာဖောက်ထွင်းမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်အင်ရှင်တွေကခီလီထွက်လာတာဖုလို့အင်ဟာလူတူကင်းမြဲနေတဲ့ချိန်မှာတခိုးဟာဒီအခွင့်အရေးကိုအသုံးချပြီးအင်ထဲကိုဝင်ရောက်ခဲ့ပါတယ်ဒါပေမဲ့ဒီတခိုးဟာတခြားတခိုးတွေလိုပစ္စည်းယူပြီးချက်ချင်းထောက်ပြေးတာမျိုးမဟုတ်ပဲအတော်လေးကိုထူးဆန်းတဲ့အမွေကျွန်းတွေကိုလှုပ်ဆောင်ခဲ့ပါတယ်သူဟာအိမ်ထဲမှာရှိတဲ့တံပိုးကြီးပစ္စည်းတွေကိုအေးလူလူရှာဖွေယုံနေမကပဲမိဖို့ကြောင့်နေဝင်ပြီးကိုယ်တိုင်ဟင်းချက်စားခဲ့တာပါအင်ရှင်ရဲ့ကြယူတွေခောက်ဆွဲတွေကိုတုံးပြီးဘိုက်ဝအောင်စားတော့ခဲ့တာပါဒါချင်းပြမသေးပါဘူးသူဟာအင်ရှင်ရဲ့အဝတ်အစားတစ်တွေကိုပါထောက်ဝတ်ခဲ့ပြီးအခန်းထဲကဆိုဖာပေါ်မှာပဲတညလုံးအေးစစ်စစ်အိတ်စစ်အနားယူခဲ့ပါသေးတယ်မနက်လင်းလို့အင်ကနေထွက်ခွာသွားတဲ့အခါမှာလဲသူဟာအတော်လေးကိုပါနေတဲ့ဝိုင်းညစ်တခိုးကြည့်ပြီးသူထိတွေ့ခဲ့တဲ့နေရာတိုင်းကိုတိတိကျကျပြန်လည်တန်ရှင်းရေးလုပ်ပြီးလက်ွယ်ရနေမကြောင်ဖြောင်းဖြတ်သွားတယ်ပါတယ်။အင်ရှင်တွေပြန်ရောက်လာပြီးပစ္စည်းတွေပျောက်ဆုံးနေတာကိုတီးလိုက်ရတဲ့အခါရဲတပ်ဖွဲ့ကိုချက်ချင်းအကြောင်းကြားခဲ့ပါတယ်။ရဲတွေရောက်လာပြီးမှုကင်းနယ်မြေကိုစစ်ဆေးတဲ့အခါမှာတော့အားလုံးကအံ့ဩခဲ့ရပါတယ်။အိမ်ထဲမှာလူတစ်ယောက်နေထိုင်ထားတဲ့လက္ခဏာတွေအထင်ရှားရှိနေပေမဲ့တရခန့်ကိုဖော်ထုတ်နိုင်မဲ့လက်ဖွေရာ fingerprint တစ်ခုနာရှာမရခဲ့ပါဘူး။တရခန့်ဟာလက်အေးဆွထားတာဒါမှမဟုတ်ပစ္စည်းတွေကိုတေးသေးချာချာပြန်တုပ်သွားတာချက်နိုင်ပါတယ်။အမှုဟာလမ်းစာပြောက်နေတဲ့ချိန်မှာပဲဝါရင်စုံတောက်ကြောက်ရဲ့မျက်လုံးကအဲကဲနေရန်ပေါ်မှာထူးဆန်းတဲ့အဆက်ပြောက်လေးတစ်ခုကိုသွားတွေ့လိုက်ရပါတယ်။အနီးကပ်သွားကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒါဟာနေရမှာရိုက်တက်ခန်းထားရတဲ့ချင်းနှကောင်ထနေတာကိုတွေ့လိုက်ရပါတယ်။ဒီချင်းရဲ့ဖေးမှာတော့သွေးဆက်လိနှက်ဆက်ကနေရမှာစွန့်ပေးနေပါတယ်။တာမန်အဖြစ်တော့ဒါဟာအိမ်တိုင်းမှာရှိတတ်တဲ့အသေးမွားကိစ္စလို့ထင်စရာရှိပြီမဲ့စုံနောက်တွေကတော့ဒီအချက်ကိုလွတ်မသွားခဲ့ပါဘူးအမှုစစ်ရဲတွေဟာအင်ရှင်ကိုမေးမြန်းစစ်ဆေးခဲ့ပါတယ်အင်ရှင်ကသူတို့ခီးမထွက်ခင်ရက်ပိုင်းကတင်တအိမ်လုံးကိုတည်တည်ချာချာစေကြောတန်းစင်ထားတာဖြစ်လို့နေရန်ဒီဟာပြောင်းစင်မိခဲ့လဲလို့အတည်ပြုပြခဲ့ပါတယ်ဒါဆိုရင်ဒီချင်းဒီဟာအသက်ဆက်ဆက်ဖြစ်ရပါမယ်စုံနောက်တွေကဒီလိုမှတ်ချက်ပေးပါတယ်ဒီအိမ်မှာလူမရှိတဲ့အချိန်တခိုးဝင်နေတော့ချင်းကတခိုးကိုကြိုက်ထဲတယ်အကြိုက်ခံရတဲ့တခိုးကစိတ်မရှိပဲချင်းကိုနေရမှာရိုက်တက်လိုက်တယ်ဆိုတာပါပဲဒါကြောင့်ချင်းဘိုက်ထဲကသွေးဟာအင်ဂျင်ရဲ့သွေးမဟုတ်ပဲတရက်ခိုင်ရဲ့သွေးဖြစ်ဖို့ရာဂိုင်တို့အတော်လေးမြင်မနေပါတယ်ရဲတပ်ဖွဲ့ဟာဒီချင်းဘီနဲ့သွေးဆက်တွေကိုတေးသေးချာချာသိမ်းစီးပြီး DNA စစ်ဆေးဖို့အဆုံးဖြတ်ခဲ့ကြပါတယ်ဒါဟာချင်းတကောင်ကိုတရားလို့ပြသက်တည်အဖြစ်သုံးလိုက်တဲ့ပထမဆုံးတော့ခြေလာပါတယ်။ရက်အနေငယ်အကြာမှာတော့မူကင်းတစ်ခွဲခန့်ကနေအပြေးထွက်လာပါတယ်။ DNA စစ်ဆေးကြိုက်ရလတ်ကတော့အားလုံးကိုအံ့ဩစေခဲ့ပါတယ်။ချင်းပိုက်ထဲကသူ့ရဲ့ထဲမှာပါဝင်တဲ့ DNA နမူနာဟာရဲတစ်ဖွဲ့ရဲ့အချက်လက်စနစ်ထဲမှာရှိနေတဲ့ child လို့ခေါ်တဲ့လူတစ်ယောက်ရဲ့ DNA နဲ့တစ်ထက်တည်းကျနေတာကိုတွေ့လိုက်ရပါတယ်။ဒီလူဟာအရင်ကလည်းရာဇဝတ်မှုမှတ်တမ်းရှိဘူးသူတိလောက်ဖြစ်နေတာကရဲတွေအတွက်အလုပ်ပူလွယ်သွားစေခဲ့ပါတယ်။ရဲတဲ့ဖွဲ့ဟာဒီ DNA အထောက်အထံကိုအခြေခံပြီးတရခန့်ချိုင်းကိုခြေရာဂိုင်လိုက်လံရှောက်ဖွေခဲ့ပါတယ်။နောက်ဆုံးမှာတော့အမှုဖြစ်ပွားပြီးစ
19ရက်ချမှာပဲချိုင်းကိုအမိအေးဟာဖမ်းဆီးနိုင်ခဲ့ပါတယ်။ချိုင်းဟာအစပိုင်းမှာတော့သူမလောက်ကြောင်ညှင်းဆူခဲ့ပေမဲ့သူ့ရဲ့ဒီရဲ့နေတက်တည်နဲ့ချင်းတီအချောင်းကိုရဲတွေကပြလိုက်တဲ့အခါမှာတော့ဘီလိုမှမြင်နိုင်ပဲတခိုးဝင်ခဲ့ကြောင်းနဲ့ချင်းကိုနေရမှာရိုက်တက်ခဲ့မိကြောင်းကိုအားလုံးကိုဝန်ခံသွားခဲ့ရပါတယ်။